နောက်လာမဲ့လက်ကျန်ပွဲတွေမှာကျွန်တော်အနေနဲ့တပွဲချင်းစီရောအနိုင်3မှတ်3မှတ်စီရပြီကျွန်တော်တို့အနေနဲ့တော့ချန်ပီယံစုကိုဆက်လက်ပြီးထိန်းသိမ်းသွားမှာပေါ့အဲ့လိုသုံးတယ်တယ်တဲ့လည်းလူရင်းရထက်ပြည့်ထားရှိတယ်သူတို့ထက်ပြည့်ရဲဆိုလဲဒါအမျိုးသမီးတင်းလီတိုးတက်လာတယ်လို့ပြောမှာပေါ့နော်အဲ့ဒါလည်းကောင်းပါတယ်ကျွန်တော်တို့အနေနဲ့သူတို့လူထက်ပြည့်ရရောအသေးနိုင်ကပြင်ဆင်ထားရတဲ့အတွက်ကျွန်တော်တို့လည်းပြန်မကောင်းတဲ့တွေ့ရရဲဘာနေလေကျွန်တော်တို့ကတော့ဒီချန်ပီယံဆိုကောက်လို့တော့ဒီရာဒီမှာတော့ပို့ပြီးတော့ရှားအသင်းနေရတယ်သူ့အတင်းနဲ့သူပို့ပြီးတော့လူအင်အားကြီးလည်းဖြည့်တယ်အစားစားရသူတို့အသင်းနေနဲ့လည်းဖြည့်စည်းပြီးတော့ဒီမှာဒီ woman league ကိုအပြန်ဆိုင်နဲ့ဖြစ်နေကြတာပေါ့အဲ့ဒီအတွက်မှလည်း woman league ကလည်းပို့ပြန်ဆိုင်မှုကိုပြင်းထန်ပြီးတော့မြမီလီကတော့ပို့ပြီးတိုးတက်လာမယ်လို့ထင်ပါတယ်